ကောင်လေးကသူ့အဖေရဲ့ ပိုစတာပေါ်ကိုစတစ်ကာတွေကိုတမင်တက်တက်ကပ်ပြီးတော့တွန်းလဲချလိုက်ပါတယ်။ဝန်ထမ်းတွေကဒါကိုသတိထားမိသွားပြီးသူ့ကိုတားဖို့အမြန်ပြေးလာကြပါတယ်။ကောင်လေးလည်းလန့်သွားပြီးလှည့်ပြေးပေမဲ့ဝန်ထမ်း9ယောက်ရဲ့ပိတ်ဆို့ခြင်းကိုခံလိုက်ရရှာတယ်။လူစိမ်းတွေပို့ပြီးဝိုင်းလာတဲ့အခါမှာတော့အော်ဒဇင်ဝေဒနာရှင်ကောင်လေးကမအော်ပဲမနေနိုင်တော့ပါဘူး။သူကအော်ဟစ်ပြီးလူအုပ်ထဲကနေပြေးထွက်လာခဲ့ရမှာခရီးဆောင်အိတ်တင်တဲ့တွန်းလဲကိုဝင်တိုက်ပြီးတော့မဲ့အချိန်လေးတည်းအမျိုးသမီးတစ်ယောက်ကပြေးလာပြီးသူ့ကိုအမြန်ပွေ့ဖက်လိုက်ပါတော့တယ်။သူမကကောင်လေးထိခိုက်မိသွားလားလို့အပြေးလွှားမေးလိုက်ပေမဲ့ကောင်လေးကတော့သူ့ပတ်ပတ်လည်ကလူအုပ်ကြီးကိုမြင်ပြီးပြန်အော်ပါလေရော။ဒီအမျိုးသမီးကကလေးစိတ်ပညာအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီးကောင်လေးရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုချက်ချင်းပဲရိပ်မိသွားပါတယ်။သူမကကောင်လေးကိုချက်ချင်းဖတ်ထားပေးပြီးညင်ညင်တတလေးချုံမော့ပေးလိုက်တဲ့အခါကောင်လေးလေးကတဖြည်းဖြည်းနဲ့ငြိမ်သက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အမျိုးသမီးကသူမရဲ့လက်ကင်ဘဝနဲ့ရွှေပြုံသီးအယုတ်လေးကိုသူ့ကိုပေးလိုက်ပါတယ်။ဒီအချိန်မှာပဲ CEO ရဲ့အတွင်းရေးမှူးကအပြေးလွှားရောက်လာခဲ့ပြီးအဲ့ဒီလူကကောင်လေးတီးတဲ့လူဖြစ်မှန်းသိလိုက်ရတော့မှအမျိုးသမီးလည်းစိတ်အေးသွားပြီးလှည့်ထွက်သွားခဲ့တာပေါ့။ CEO ကတော့အဲ့ဒီနေ့ကသူ့သားလေးဘာဖြစ်ခဲ့လဲဆိုတာကိုဘာမှမသိရှာပါဘူး။အဲ့ဒီညမှာသူကတားဖြစ်သူဟာပိုးမွားတွေပေးပွားနေတဲ့လက်ကင်ဘဝတစ်ခုကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ထားတာကိုမြင်တော့တွန်းဆုပ်မနေပဲအဝိရှော့ချင်းတွေကိုပြစ်ထည့်လိုက်ပါတယ်။ဒါပေမဲ့အထိန်တော်ကလက်ကင်ဘဝကိုရှော့ပြီးတဲ့နောက်မှာတော့တားဖြစ်သူကချက်ချင်းပဲရုံရင်းဆန်ခတ်ဖြစ်ပြီးတောင်းကျမ်းပါတော့တယ်။ဒါကအရေးကြီးတဲ့အရာတစ်ခုခုကိုဆုံးရှုံးလိုက်ရတဲ့လူမျိုးဖြစ်နေတာပါ။အထိန်တော်လည်းတော်တော်လေးကိုဇဝေဇဝါဖြစ်သွားခဲ့ရပါတယ်။စူညံတန်တွေကြားထဲမှာအဲ့ဒီလူကရှောက်လာပြီးသူ့သားကိုဘာဖြစ်လို့လဲဆိုပြီးမေးလိုက်တာပေါ့။ကောင်လေးလေးကစလုံးထဲကလက်ကင်ဘဝကိုလက်ညှိုးထိုးပြခဲ့ပါတယ်။အဲ့ဒီလူလည်းလက်ကင်ဘဝကိုကောက်ယူပြီးသူ့ကိုပေးလိုက်တယ်။ကောင်လေးကလက်ကင်ဘဝကိုချက်ချင်းနှမ်းကြည့်လိုက်ပေမဲ့အဝိရှော့ဆက်ပြနန်းကလွယ်လို့ဘာနှမ်းမှမရတော့တာကိုသိလိုက်ရပါတယ်။သူကဒေါသကြီးနဲ့လက်ကင်ဘဝကိုဘေးနားပစ်ချလိုက်ပြီးသူ့အခန်းထဲကိုပြေးဝင်သွားခဲ့ပါတော့တယ်။ကောင်လေးအခုလိုထူးထူးဆန်းဆန်းပြုမှုတာကတော့လက်ကင်ဘဝမှာအဲ့ဒီအမျိုးသမီးရဲ့ကိုတင်းနက်လေးကြံနေခဲ့လို့ပါပဲ။သူမကသူ့ကိုကယ်တင်ခဲ့တာဖြစ်ပြီးသူမရဲ့အနံ့ကသူ့ကိုစိတ်လုံခြုံမှုပေးစွမ်းနိုင်ခဲ့လို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းအိမ်ကူကလက်ကင်ဘဝကိုစင်ကြယ်အောင်ရှော့ပစ်လိုက်ပြီလေ။နောက်ရက်မှာတော့အဲ့ဒီလူကသူ့သားဟာပုံမှန်ထက်တနာရီလောက်နောက်ကျပြီးမှနိုးလာတာကိုသတိပြုမိသွားပါတယ်။ဒါကသူ့ကိုတစ်ခုခုမှားယွင်းနေပြီလို့ခံစားရစေခဲ့တာပေါ့။သူကကောင်လေးကိုပူနေတဲ့အောက်မေ့ပေမဲ့အပူချိန်တိုင်းကရိယာကတော့သူ့အပူချိန်ပုံမှန်ပဲရှိတယ်လို့ပြနေပါတယ်။ထပ်ပြီးတော့သူကကောင်လေးရဲ့စားတောက်မှုကိုစစ်ဆေးကြည့်ပြန်ပေမဲ့ဘာမှပုံမှန်မဟုတ်တာမတွေ့ရပြန်ပါဘူး။အဲ့ဒီလူကသူ့သားရဲ့အော်ဒဇင်ယောဂအခြေအနေပိုဆိုးလာပြီလို့အထင်မှားသွားခဲ့ပါတယ်။ဒါကြောင့်မို့သူကအတွင်းရေးမှူးစီချက်ချင်းဖုန်းဆက်ပြီးကောင်လေးကိုကလေးဆေးရုံကိုခေါ်သွားဖို့ပြောလိုက်ပါတော့တယ်။ကောင်လေးကိုဆေးရုံကိုပို့လိုက်တဲ့အခါမှာတော့သူကကြောက်လန့်တကြားနဲ့အော်ဟစ်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးကလည်းသူမရဲ့အလုပ်တွေစတင်ဖို့ဆေးရုံကိုရောက်ရှိလာတာဖြစ်ပါတယ်။ကောင်လေးအော်တန်ကိုကြားရတဲ့အခါမှာသူမကဘာဖြစ်နေတာလဲဆိုတာကိုသိကျင်စိတ်နဲ့အခန်းထဲကိုဝင်ပြီးစစ်ဆေးကြည့်ခဲ့ပါတယ်။ပြီးတော့သူဟာမနေ့ကသူမကယ်တင်ခဲ့တဲ့ကောင်လေးလေးဖြစ်နေတာကိုလည်းတွေးလိုက်ရတာပေါ့။အမျိုးသမီးကရှေ့ကိုတိုးသွားပြီးကောင်လေးကိုနှုတ်ဆက်လိုက်ပါတယ်။ကောင်လေးကကားရုပ်တွေနဲ့ဆော့ရတာကိုမကြိုက်ဘူးဆိုတာကိုသူမသတိထားမိသွားပြီးနောက်သူမနဲ့အတူအခြားအခန်းတစ်ခုမှာသွားဆော့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။ထူးဆန်းတာကတော့ပုံမှန်ဆိုလူစိမ်းတွေနဲ့ဘယ်တော့မှဆက်ဆံလေးမရှိတဲ့ကောင်လေးဟာသူမရဲ့ဖိတ်ခေါ်မှုကိုလက်ခံလိုက်တာပါပဲ။အဲ့ဒီလူရဲ့အတွင်းရေးမှူးလည်းချက်ချင်းပဲအံ့အားသင့်သွားခဲ့ရပါတယ်။တခြားအခန်းကိုရောက်သွားတဲ့နောက်မှာတော့အမျိုးသမီးကလော်လီပေါ့တကြားလုံးနှလုံးကိုထုတ်လိုက်ပါတယ်။သူမကကောင်လေးရဲ့အခြေအနေကိုသိရှိနိုင်ဖို့အတွက်သူ့ကိုညင်ညင်တတလေးစကားပြောပြီးဆက်သွယ်ကြည့်ခဲ့ပါတယ်။အဲ့ဒီလူဟာအတွင်းရေးမှူးစီကသတင်းစကားကိုရရချင်းပဲဆေးရုံကိုချက်ချင်းအပြေးလွှားရောက်လာခဲ့ပါတယ်။သူကအမျိုးသမီးကိုဘေးကိုတွန်းဖယ်လိုက်ပြီးကောင်လေးမှာထိခိုက်ဒဏ်ရာရသွားလားဆိုတာကိုစစ်ဆေးကြည့်ပါတော့တယ်။အမျိုးသမီးကတော့သူ့ရဲ့ရိုင်းဆိုင်တဲ့အပြုအမူကြောင့်စိတ်နှောက်ယှက်ဖြစ်သွားခဲ့ရတာပေါ့။သူကသူမကိုလုံးဝလစ်လူရှုထားပြီးကောင်လေးရဲ့လက်ကိုဆွဲကထွက်ခွာဖို့လုပ်ပါတယ်။ဒါပေမဲ့ကောင်လေးကမသွားချင်ပဲညှင်းဆန်နေပြီးအမျိုးသမီးနဲ့တငယ်ချင်းဖြစ်ချင်တဲ့ဆန္ဒနဲ့ချစ်ကြည်ရေးကပြားလေးတစ်ခုကိုထုတ်ပြခဲ့ပါတယ်။သူကိုယ်တိုင်လည်းအဲ့ဒီလိုမျိုးကပြားတစ်ခါမှမရဘူးတာကြောင့်အဲ့ဒီလူကဒေါသကြီးနဲ့ကပြားကိုလူယူလိုက်ပါတယ်။လူနာဆောင်ပြင်ပရောက်တော့သူကကောင်လေးကိုအဲ့ဒီအမျိုးသမီးကိုဘာလို့သဘောကျရတာလဲဆိုပြီးမေးလိုက်တာပေါ့။ကောင်လေးကသူမပေးထားတဲ့လက်ကင်ဘဝလေးကိုနှောက်ပြပြီးဒါဟာသူ့အမေရဲ့အနံ့နဲ့တူတယ်လို့ပြောလိုက်ပါတော့တယ်